ရက်မှာတဲ့မိန်းကလေးတယောက်ကအရန်စိတ်ညစ်အဆင်မပြေမှုတွေနဲ့ရင်ဆိုင်ရပြီးတော့သူ့အဖေစီကိုသွားပြီးတော့ရင်ဖွင့်တယ်တိုင်ပင်တယ်ပေါ့ဗျာဆိုတော့အဲ့ဒီအချိန်မှာသူ့အဖေကဘာလုပ်တယ်လဲဆိုတော့သူ့သမီးကိုမိဖို့ကြောင့်စီခေါ်သွားတယ်ဒီပုံမျိုးတချို့ကြားတော့ကြားဘူးကြပဲထင်ပါတယ်မိဖို့ကြောင့်စီကိုခေါ်သွားပြီးတော့ဒဲအိုးသုံးလုံးကိုယူလိုက်တယ်ပြီးရင်အဲ့ဒီထဲကိုရေတွေထည့်လိုက်တယ်ပြီးတော့အဲ့ဒီထဲကိုပြန်ပြီးတော့တအိုးကိုကစွန်းဥထည့်တယ်နောက်တအိုးကိုကြက်ဥထည့်တယ်နောက်ထပ်တအိုးကိုတော့ကော်ဖီစေ့တွေထည့်လိုက်တယ်ဆိုတော့အဲ့ဒီသုံးလို့ထည့်ပြီးတော့အပူပေးတယ်ပေါ့ဗျာမိနစ်20နာရီဝက်လောက်ကြာတော့အပူပေးတာကိုရက်လိုက်တယ်ရက်ပြီးတော့သူ့အဖေကသူ့သမီးကိုပြောတယ်ဒီမဲ့ကြည့်သမီးတဲ့ဟိုကစွန်းဥတဲ့ကစွန်းဥကအပူမပေးခင်ကြည့်လိုက်တယ်မာတယ်တဲ့အခုအပူပေးလိုက်တဲ့အတွက်ပျော့သွားတယ်ဟောဒီမှာကြက်ဥကြတော့လေတဲ့အပူမပေးခင်ကအတွင်းထဲပျော့နေတယ်ဗျာအပူပေးလိုက်တဲ့အချိန်မှာအတွင်းထဲကမားလာတယ်ဆိုတော့နောက်ထပ်တစ်ခုကြည့်လိုက်တယ်ကော်ဖီစေ့ကြော်တယ်အပူမပေးခင်ကမာတယ်အပူပေးလိုက်တဲ့အချိန်မှာသူကအငွေ့ပြန်ပြီးတော့ပဝင်းကျင်ကိုမှုေးပြန်သွားတယ်ဗျာပြောချင်တဲ့အိဗယ်ကကော်ဖီစေးကတော့ဒီရေနဲ့လိုက်ရောညီထွေအောင်ပြောင်းလဲပြီးတော့ပဝင်းကျင်ကိုမှုေးပြန်သွားစေတယ်လို့ပြောချင်တာဆိုတော့အဲ့လိုပဲသမီးတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတချို့လူတွေကပထမဆုံးတော့မာကြောတရားရှိပေမဲ့နောက်ပိုင်းတော့ပြဿနာတွေနဲ့တွေ့တဲ့အခါမှာအခက်အခဲတွေအဆင်မပြေမှုတွေတွေ့တဲ့အခါမှာရှုံးပေးသွားတဲ့ကြတယ်ဆိုတော့တချို့တွေကတော့ကြံ့ခိုင်ခန္ဓာရရှိတယ်တချို့တွေကြတော့လေအဲ့ဒီပြဿနာအဆင်မပြေမှုကိုလိုက်ရောညီထွေအောင် addiction လို့ခေါ်တော့ဗောဗျာလိုက်ရောညီထွေအောင်ပြောင်းလဲနေထိုင်ပြီးတော့ဘဝကိုအကောင်းဆုံးတည်ဆောက်ကြတယ်တဲ့ဆိုတော့အဓိကတော့ဒီပုံမြင်နဲ့ပတ်သက်ပြီးပထမဆုံးသိတဲ့တစ်ချက်ကဘာလဲဆိုတော့ resilient ခံနိုင်ရည်အားကအရန်အရေးကြီးတယ်တချို့တွေကပြဿနာအဆင်မပြေမှုတွေနဲ့တွေ့တဲ့အခါမှာညီးကြတယ်အရှုံးပေးကြတယ်တချို့တွေကကြော်လဲကြံ့ခိုင်ပြီးရင်ဆိုင်ကြတယ်ပေါ့ဗျာတချို့တွေကြတော့လေခုနပြောတယ်လို့လိုက်ရောညီထွေအောင်နေပြီးတော့ဘဝအကောင်းဆုံးပြန်လဲတိဆောက်ကြတယ်ဆိုတော့ဒါအရန်အရေးကြီးပါတယ်ဘယ်လိုလဲဆိုတော့ပြဿနာတော့လူတိုင်းလူတွေးကြတယ်တချို့တွေကအရှုံးပေးကြတယ်တချို့တွေကကြောအရှုံးမပေးဘဲနဲ့ရင်ဆိုင်ကြတယ်ဒီမှာအရေးကြီးတာကအရှုံးမပေးဘဲနဲ့ရင်ဆိုင်ခြင်းဆိုတာတဲ့ဒီကနေကျွန်တော်တို့ကဘယ်လိုသင်ခန်းစာယူမလဲဆိုတာကအရန်အရေးကြီးတယ်ပြဿနာတစ်ခုရင်ဆိုင်ရတဲ့အခါမှာအမှားလုံးပြီးတဲ့အခါမှာခင်ဗျားကြာရှုံးကောင်းကြာရှုံးနိုင်မယ်ကြက်ခံရင်ဆိုင်တဲ့အတွက်ခင်ဗျားအောင်မြင်ကောင်းအောင်မြင်နိုင်တယ်ဒါပေမဲ့ကြာရှုံးသည်ဖြစ်စေအောင်မြင်သည်ဖြစ်စေဒီကနေကျွန်တော်တို့ကဘယ်လိုနေသင်ခန်းစာတစ်ခုတော့ရလိမ့်မယ်အဲ့ဒီသင်ခန်းစာကိုပညာရက်တစ်ခုအဖြစ်ပြောင်းလဲပြီးတော့အတွေ့အကြုံတစ်ခုအဖြစ်သင်ခန်းစာတစ်ခုဖြစ်ပြောင်းလဲပြီးတော့ကိုယ့်ဘဝကိုပိုတိုးတက်အောင်ပြောင်းလဲနိုင်ရမယ်ဆိုတာကိုပြောချင်တာဗျဆိုတော့အားလုံးကပြဿနာကိုအတူတူရင်ဆိုင်ကြတာချင်းအတူတူပဲအဲ့ဒီအချိန်မှာပထမဆုံးတစ်ချက်ကခံနိုင်ရရှိရမယ်ဒုတိယတစ်ချက်က addiction ပြောင်းလဲပြီးတော့ဖြည့်ရှင်းနိုင်စွမ်းနေတတ်ရမယ်ဗျာတွေးတော့ကြံစားတတ်ရမယ်နောက်ထပ်တစ်ခုကဘာလဲဆိုတော့ခမရဲ့အတွင်းစိတ်ကအရန်အရေးကြီးတယ်ဒီပြဿနာဒီအဆင်မပြေမှုကိုရင်ဆိုင်ရတဲ့အခါမှာခမဘယ်လိုတွေးခေါ်တယ်လဲတွေးတောတယ်လဲဆိုတာကအရန်အရေးကြီးတယ်အဲ့ဒါကခမဘဝကိုပြဋ္ဌာန်းလိုက်မယ်ဆိုတဲ့အိဗယ်ကခမအရှုံးပေးခြင်းစိတ်နဲ့တွေးတောပြီးတော့ရင်ဆိုင်မယ်ဆိုရင်ခမကြာရှုံးဖို့များတယ်အဲ့လိုမှမဟုတ်ပဲငါရအောင်လုပ်မယ်ဘလို့နေစူးစမ်းမယ်ဆိုတဲ့စိတ်နဲ့ဒါကျွန်တော် motivation ပြောနေတာမဟုတ်စူးစမ်းမယ်ဆိုတဲ့စိတ်နဲ့ရင်ဆိုင်မယ်ဆိုရင်ဘလို့နေမနေ့ကထက်စာအရင်လကစာရင်ဒီလဒီရက်ကခမရဲ့အသိဉာဏ်ကတဆင့်မြင့်သွားမှာပဲဒါယူရှင်းတယ်အဲ့လိုတဆင့်မြင့်ရင်ခမဘဝပို့ပြီးတော့တိုးတက်လာမယ်ဒါကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ခုပြောသွားတဲ့အကြောင်းအရာပုံမြင်နဲ့ပတ်သက်ပြီးအတွေ့အကြုံတစ်ခုရမယ်ဆိုရင်comment မှာမှတ်ချက်ပေးခဲ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်